လူအားကိုးဘာဖြစ်မလဲဆုံးရှုံးမယ်ဖယားကိုအားကိုးတက်လိုက်ထရဖျောက်ကိုးစားတော့သူထရဖျောက်ဒီမိမိကိုးစားရအကြောင်းဖြစ်စေတော့သူဒီဘာဖြစ်လဲကောင်းကြီးမင်္ဂလာခံရမယ်လို့မပြောခံအပ်တော်သူဖြစ်တယ်တဲ့ခံဖို့ခံရမယ်လူအားမကိုးနဲ့ကျွန်တော်မိသားစုကလူကိုအားကိုးလို့ဆုံးရှုံးခဲ့တာကျွန်တော်လုံးဝရပ်လိုက်တယ်အဲ့ဒီနဲ့စားကျွန်တော်အမသိသွားတယ်လူအားကိုလို့ကျွန်တော်အကိုသိတယ်လူအားကိုခဲ့လို့ကျွန်တော်အဖေသိတယ်လူအားကိုခဲ့လို့အဲ့ဒီနဲ့စားတော့ကျွန်တော်လုံးဝငါ့ဘဝမှာငါဘယ်သူမှအမကိုဖယားရှိမှဒူးထောက်မယ်ဖယားရှိဒူးထောက်တဲ့လူကဘယ်တော့မှလူရှိမှဒူးမထောက်ရဘူးအဲ့ဒါမှတ်ထားကျွန်တော်မိသားစုတစုလုံးဆုံးရှုံးခဲ့ရတာလူကိုအားကိုခဲ့လို့ဒါကြောင့်ဖယားစကားကောင်းငင်နဲ့မြေကြီးသာရွှေ့သွားမယ်ပြိုက်ပျက်စီးသွားမယ်ဖယားစကားဘယ်တော့မှပျက်စီးဘူးHeaven and earth shall pass away, but my word will still remain. ဘယ်တော့မှမပျက်စီးသွားဘူးတဲ့ငါစကားတဲ့ဒါဒီမှာရှိတဲ့အရောက်စီတိုင်းကျွန်တော်ပြောမယ်အသက်တာမှာမှားပါတယ် focus ပြောရအောင် focus မမှားစေနဲ့ထရဖျောက်ကိုးစားတော်သူထရဖျောက်မိမိကိုးစားရအကြောင်းဖြစ်စေတော်သူဒီကောင်းကြီးကိုခံအပ်တော်သူဖြစ်တယ်ဒီနေ့အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်ပြောမယ်ဘသူအကြောင်းအရာလဲဆိုတော့ယောရှုနဲ့မောရှေတဲ့ယောရှုနဲ့ Moses နဲ့Joshua Moses နဲ့ Joshua ဘာမှလို့ဆိုရင်မောရှေနဲ့ယောရှုဘဝမှာမောရှေရှိနေတဲ့၍အရာခတ်သိမ်းကိုသူရင်ဆိုင်ရတယ်မောရှေရှိနေအရာခတ်သိမ်းသူရင်ဆိုင်ရတယ်မောရှေလက်ကိုမြောက်ထားသူရဲ့ယောရှုတိုက်ပွဲတွေအကုန်နိုင်တယ်မောရှေလက်ချတာနဲ့ယောရှုရှုံးပြီဆိုတော့မောရှေရှိနေတယ်ယောရှုကဘယ်သူမှမကြောက်ဘူးဆိုတော့သူ့ရဲ့ focus ကဘယ်သူမှလဲမောရှေမှာသူဘယ်သူအားကိုးလဲမောရှေအားကိုးတယ်မောရှေရှိငါတိုက်ပွဲနိုင်တယ်မောရှေရှိနေတယ်မောရှေရှိရနေတော့ငါအကုန်လုံးမယ်မောရှေရှိနေတယ်ငါမကြောက်ဘူးဘယ်ရအောင်မှာဒါမဲ့တနေ့တစ်ချိန်မှာမောရှေသူ့ဘဝထဲကနေထွက်သွားရပြီမောရှေကိုဖျားပြန်ခေါ်သွားပြီအချိန်တစ်ချိန်မှာမောရှေယောရှုမစာခန်းကြီးတက်ငယ်တက်မှာယောရှုထာဝရဘုရားကျွန်မောရှေဒီအနိစ္စရောက်တော့နောက်ယောရှုတက်ငယ်တက်မှာစပြီမတန်ကြီးကောင်မောင်မတော်ဘာလို့ကျွန်တော်ပြောတတ်သလားလူကအချိန်တိုင်းရင်အနိစ္စရောက်တယ်